အခန်း16အဖီအောင်စီလုံးတွေကိုဘလို့ရောင်းလဲအဖီအောင်စီလုံးတွေကိုတစ်နေ့9လုံးပဲရောင်းတယ်ဒီနေ့စာအတွက်2လုံးတော့ကျန်သေးတယ်တစ်လုံးကိုဝင်းညင်ခြေပြ10ပြကြမယ်စံချင်းဒီမြကုံမွေးနှစ်ဖက်ကိုပင်၍ချွေချင်းအလှမ်းကြည့်လိုက်သည်ချွေချင်းဒီရမနေ့ကအမွေချင်းတက်ခဲ့သောလူငယ်လေးမှသူတည်သွားသည့်အတွက်ကြောင့်ပေလော်ပိုသူ့ပုံစံကချွေချင်းကိုသိနေခြင်းဟန်တူသည်ဈေးနှုန်းကိုချပြီးတော့ချွေချင်းဒီစိတ်ထဲမှာတစ်ချက်ထားပြီးသားဖြစ်တော့လေအနေငယ်မျက်မှောက်ကျွတ်သွားသည်အင်းနဲ့ငယ်တွင်သူစုဆောင်တော့ခဲ့သောငွေကြေးသည်အလွန်ဆုံးဝင်းညင်ကြည့်ပြ20-30ခန်းသာရှိသည်သို့သောသူလက်မောင်းချီတဲ့ပြောက်အမှန်မှဆုချက်သောနာကျင်မှုသည်ရှီုံချတုံဖြစ်နေသူစိတ်များကိုလွှမ်းသွားစေသည်သူသည်တရေအိတ်ချုံကလေးထဲမှာဝင်းညင်ကြည့်ပြ20ကိုထွေယူကဆိုင်ချင်းကိုပေးလိုက်သည်ဆိုင်ချင်းသည်ညာလက်ဖြင့်ဝင်းညင်ကြည့်ပြများကိုလှမ်းယူလိုက်ပြီးဖြူထဲမှအတစ်အကိုချူချင်းအားပစ်ပေးလိုက်သည်ချူချင်းသည်အိတ်ကိုဖန်ရဖွင့်ကြည့်လိုက်ရအဖြူအောင်စလုံးနှလုံးကိုထွေးလိုက်ရသည်သို့သောသူ၏မျက်ခုံးမနှစ်ခုကတွန့်ကွေးသွားပြန်သည်ထိုစလုံးနှလုံး၏အပေါ်ရံမဲ့တဲ့ပြင်မှာအစိမ်းရောင်တန်းနေသည်ရင်းသည်အရွေသွေးအပြောင်းလဲကြောင်းဖြစ်ပြီးလက်ဆက်နေခြင်းမရှိသေးမှတိတာလာသည်ထိုစလုံးနှလုံးထံမှစီးရင်နိုင်များလည်းထပ်ပွက်နေခြင်းမရှိပေအရေးအသွေးနှင့်စလုံးမှသာဖြစ်ရန်တူသည်စက္ကန့်တက်ကအဖြူရောင်စလုံးမှသာများတော့ဒီအတိုင်းပဲဒီမှာအရေးအသွေးကောင်းတဲ့စလုံးတွေမရှိဘူးဒါပေမဲ့ဒီလိုဖြစ်နေရင်တော့မဆေးအနေနဲ့နည်းနည်းပါရှိသေးတယ်မင်းဆက်အလေးလေးထိုင်ပြီးတောင်းလို့ရတယ်ဆန်းချင်းတဲ့ချွချင်းမျက်နှာအမူအရာကိုမြည်ကောက်ကျစ်တော့အပြုံးပြောလိုက်လေသည်ချွင်းသည်လွန်စွာတတိထားပြီးချက်ချင်းမတော့သေးပဲသူအင်ပရောက်တဲ့အခါခေါင်းဆောင်လေးကိုမြင်းမြန်းဆွန့်ဖြတ်လိုက်တယ်သူဖြစ်ရသူသည်စလုံးများကိုထွက်ပေါ်ကထုတ်ခိုင်းပြလိုက်တယ်ထိုစဉ်သူ့မျက်ငုံများတဲ့ဆုချတော့အလင်းတစ်ချက်ဝင်လာတော့ပြီးသူကနာကိုဘေးသို့ဆက်ကနေလှုပ်ရှားသွားသည်သူချောင်းတင်းလိုက်သည့်အချိန်မှာပင်မူလကသူရက်ခက်သောနေရာတွေလက်ထပ်ဖက်ရောက်လာပြီးလေကိုသာဖမ်းဆုံးမိသွားလေချွချင်းသည်အဲ့ဒီဆက်ကြည့်လိုက်တော့အစောပန်းကမင်္ဂလိယာချိန်မောင်းနေခဲ့သောမြင်မှန်လာတဲ့လူသည်လက်ကိုရုပ်ကသူအားတင်းနေတဲ့အမူအရာပြည့်ကြည့်နေသည်ကိုမြင်နိုင်ရသည်တချိန်တည်းမှာပဲထွားချမ်းသောခန္ဓာကိုယ်ဉာဏ်သားမှုဆိုသည့်ထပ်ပေါက်ကိုပိတ်၍ချွချင်းအားဆုချက်သာကြည့်နေသည်ထို့နောက်သူသည်ဝါချင်းချင်းသားများပေါ်အောင်ပြုံးလိုက်သည်သူအရေးအဖွဲကဖတိရှန်နဲ့မြင်းလေးတို့ပဲဒီကလေးကခေါင်းဆောင်လက်ခေါ်ခဲ့တဲ့ကလေးဖြစ်မယ်မူကျူအဖွဲနဲ့သူအရေးအဖွဲကတစ်ဖွဲ့နဲ့တစ်ဖွဲ့အမြဲရန်ဆောင်နေကြတာဒီတော့မင်းတို့ကိစ္စတွေဝင်မပါမှငါမဟုတ်ဘူးဒါပေမဲ့ငါလည်းစီးပွားရေးလုပ်နေရသေးတာဆိုတော့မင်းတို့သိကြလို့မရဘူးနော်ဆိုင်တဲ့ချီအခြားလူများသည်လည်းထို့အဖြစ်ဖြစ်ကြောင့်စိတ်ဝင်စားကြတယ်သူတို့ကလမ်းကြည့်ပြီးတော့ကတ်တိုတိုပြောဆိုနေကြလေသည်အထက်ပါစကားကိုပြောခဲ့သူသည်မထူးခြားသောမျက်နှာအတွင်ရှိသည့်ဆိုင်ချင်းဖြစ်ပေသည်ထိုအခါအပြင်ဘက်ချီဖြတ်သွားဖြတ်လာလူများသည်လည်းထိုပြောကိုတည်ထားမိလိုက်ပြီးဆိုင်တဲ့သို့စိတ်ဝင်စားမျက်နှာများဖြင့်ကြည့်လိုက်ကြသည်စိတ်မပူပါနဲ့တိတ်မကြပါဘူးမြင်မျက်နှာရဲ့လူကပြုံးငယ်ပြောလိုက်သည်ထို့နောက်သူသည်ရှူရှင်းကိုကောက်ကျစ်သောအကြည့်ဖြင့်ကြည့်လိုက်ပြီးခလေးငါကစပယ်အုံမွေးအများကြီးကိုတက်ဖူးတယ်ဒီတော့မင်းကိုထင်ရအောင်ငါမလုပ်ရှင်ဘူးမင်းမပေးရင်တော့မင်းရဲ့လေပင်ကိုလှီးပြီးတော့မင်းအလောင်းကနေအဖီအောင်စီလုံးတွေကိုယူသွားရမှာပဲထိုစကားများသည်ချွေချင်းရဲ့အကြည့်ကိုပိုရစ်ပင်အိတ်ဆက်သွားစေသည်သူသည်ထိုလူလေပင်ကိုကြည့်ရထပ်ပတ်ကိုပိတ်ထားသောဖတ်တရလှမ်းကြည့်လိုက်သည်အပြင်ဘက်မှလည်းလူအတော်များချင်းနေတဲ့ကိုသူတို့ထားမိလိုက်ပြီးအစင်းတစ်ခုချမှတ်လိုက်လေသည်ထိုလူနေရအိဝင်းရဲ့အငွေ့သက်ကနေချခြင်းမရှိပဲဒုတိယအဆင့်ပတ်ချလည်းရှိပေမည်သူတို့ထဲမှာတရက်ကိုသူရင်ဆန်းနေမှာတော့လေအသက်ရှူချိန်ဆက်ချိန်အတွင်းအနိုင်ရမိမို့ကနေကမှမပြောနိုင်ကြသို့တော်လည်းထိုလူနှစ်ယောက်သာပူပေါင်းတက်ခဲ့လာလျင်သူ့အနေဖြင့်ထိုတို့ကိုတက်ပြစ်နိုင်တဲ့မိဖြစ်ပါတော့လေအချင်းကြသားပေမည်ရင်းအပြင်အင်းနီယာသည်စကန်အတွင်းပိုင်းတွင်ရှိသည်တိုက်ပွဲစားလိုက်သည့်နေထိုလူများ၏အခြားဖွဲ့ဝင်များကသူတို့ကိုလာရောက်ကူညီကြမိမှသိကြသည်သူမျောလင့်ချက်အလုံးကိုခေါင်းဆောင်လက်ရောက်ရှိလာမည့်အချိန်ပေါ်မူတည်၍အလောင်းစားမလုပ်လို့ပဲရင်းသည်သူ့စကိမဟုတ်ပဲသူ့ကံကြမ္မာအားတခြားလူများအပေါ်မိခုထားသည်ကိုသူသဘောမကျပဲတို့ဖြစ်၍ချွချင်းဒီခန္ဓာချက်ကင်းမဲ့ဆိုရင်မြမျက်နှာနှင့်ရတနာမှုစိတ်လေပင်ကိုပြန်ကြည့်လိုက်သည်ထို့နောက်သူ့လက်ကအိတ်ထက်ရှိအဖြူရောင်ဆေးလုံးနှလုံးကိုယူကတဝေတွန်းဆုံးမနေပဲပြစ်ပေးလိုက်သည်ထိုလိုသည်စလုံးကိုဖမ်းပြီးနောက်ဖတိကိုလက်ကြည့်ကသဘောကျတဲ့ရီမောလိုက်သူ၏အဖေဖတိချမ်းသည်လည်းရီမောကထပ်ပေါက်ကိုဖယ်ပေးလိုက်သည်ထို့နောက်ချွချင်းဒီခေါင်းလဲပေမကြည့်တော့ပဲချက်ချင်းထွက်သွားသည်ဆိုင်ထဲမှာချိနေသောလူများဖြစ်စေဆိုင်ပင်ချင်းလူများဖြစ်စေထိုဖြစ်ရတဲ့တာမကိစ္စဖြစ်သူတို့တော်နေကြသည်နိုင်စားရနေရမှာကြောင့်အာနဲ့သူသည်မိသည့်အချိန်တွင်ဥညွှန်းရမည်ကိုတည်ထားမိမှတဘာဝပဲရင်းသည့်အသက်ချင်တနာနှင့်နီလန်တစ်ခုလည်းဖြစ်ပေ၏မင်္ဂလေးသည်လည်းစိတ်သက်သာရဟဖြင့်တပင်းချလိုက်သည်အစောဘကသူများချွေးများစီကြလာပါတော့ပြဿနာပြေလျော်သွားပြီးနောက်အလုပ်ဆက်လုပ်လိုက်သည်ဖတိချက်နှင့်မင်းလေးတို့သည်အော်ကြီးဟစ်ကြရီမောကအဝေးသို့ဆက်ချောက်သွားသည်အဝေးသို့6တော့ကပျောက်ကွယ်သားတွေ့သောအရေးတရိပ်နှင့်ထိုလူနှစ်ယောက်၏နောက်သို့ပုံညုတ်ကိုချိုးပင်လိုက်နေသည်ကိုတယောက်မှတည်းရထားမိကြပေထိုလူရဲ့အိမ်မျိုးကများသည်ဝမ်ဘလီတကောင်အားတားကောင်အားစူးကျဲကြည့်နေသည့်ပမာထိုလူနှစ်ယောက်အောင်ဆိုင်နေလေသည်ထိုလူရိပ်သည်ချွချင်းမှလွေတခြားမဟုတ်ပဲအချိန်မှတွေ့ရကုန်လာခဲ့ပြီးကောင်းငယ်ကြီးမင်းမလာခဲ့သည်ပတိချက်နှင့်မြင်းလေးတို့သည်စက္ကန့်ချိနေရများကိုလက်ပတ်သွားခဲ့ပြီးတနေ့ကလုံးကုံလုံးသွားရတဲ့တို့နောက်မှလိုက်ပါနေသောလူရိပ်ကိုတည်းမထားမိပဲကောင်းကင်ရရင်လာမင်းကြီးထိန်တာနေသောအခါမှာတို့နှစ်ယောက်ခွဲခါလိုက်ကြသည်ဖတိ
ခြံကြီးသည်မြုံပွဲတို့ထောက်ကစားမြင်းလေးသည်ရမက်ရောက်လွှမ်းနေတဲ့မျက်နှာပြင်ငှက်မွေးရွက်ဖင်တဲ့မြတ်ထက်မှတလုံးနဲ့သွားရန်စကပ်ပြင်မတို့ထွက်လာခဲ့လေသည်မြင်းလေးသည်စကပ်ပြင်ပတ်ချီအမောင်လူရောက်တော့ပြီးအခိုက်သူ့နောက်မှခဏလေးလူတန်းကိုကြားလိုက်ရသည်တို့ဖြစ်မြင်းလေးသည်ချက်ချင်းသူထားရလက်ကြည့်လိုက်တော့လည်းဘာမှမတွေ့ပဲသူသည်တသက်မျက်နှာပြတ်သွား၏သူနောက်ကျလွန်သွားခဲ့လေပြီသူနောက်မှလက်သေးသေးကလေးတစ်ဖက်ကစကနဲ့ဝင်ရောက်လာကသူ့ပါးစပ်ကိုတင်းကျပ်အုပ်လိုက်သည်ထိုတစ်ချိန်တည်းမှပဲချုံထက်သောဓမောင်တစ်လက်ကနှောင်းနေခြင်းမရှိပဲသူ့လေမျိုးကိုအတင်းကျပ်လှိဖျက်လာသွားသည်သွေးစိမ့်များဖော်ကနေပွန်းထလာသည်မြင်းလေးမျိုးလုံးများဝိုင်းဆက်ပြူကျက်သွားပြီးသူရုံးကန်ကြိုးစားလိုက်သည်တိုးတော်လည်းသူ့ပါးစပ်ကိုပိတ်ထားသည့်လက်ကလေးကလုံစွာအာကြီးလုံးလာသည်ထို့နောက်မြင်းလေးခနာကိုကြီးသည်နောက်သို့တွရတိုက်ဆွဲခံလိုက်ရပြီးမြင်းများပင်သူရုံးကန်နေပါစေအချင်းနှင်းပင်သူချီတော်များသည်မြေပင်သို့အားရချီနေတာထိနိုင်ပြီးအမောင်တူတဲ့ဆက်ခေါ်ခြင်းကမဟန်တားနိုင်ပြီနောက်ဆုံး၌သူ့အဆုံးသက်သည့်ကြက်ကလေးတစ်ကောင်အသက်ခံရတဲ့အလားကြောင်းတစ်ကြောင်းတည်းဆက်ခေါ်သွားခြင်းသာခံလိုက်ရပေသည်ယခုအချိန်တည်းအောင်သူ့ပါးစပ်ကိုပစ်ထားသောလက်ကလေးသည်အနေငယ်များအယောသွားခြင်းမရှိသေးလက်ကလေးပိုင်ခြင်းသည်အချင်းတော်ကြအောင်စောင့်ကြည့်မင်းလေးတွေရုန်းကန်အားမရှိတော့သည့်အခါမှသာလက်ကိုပြေရောက်လိုက်သည်ထို့နောက်သူသည်မြင်းလေးပြောက်ခွေနေသောခန္ဓာကိုယ်မြေပြင်ပေါ်ဝုန်းဝုန်းနဲ့ပြချလိုက်သည်ထိုအခါမှသာမြင်းလေးသည်အသက်မင်းနေသောလူငယ်၏မျက်နှာကိုလမ်းအပြောက်တွင်မြင်ရတော့ပေသည်မြင်းလေးအကြည့်တဲ့မယုံကြည်နိုင်မှုများရှိပြနေသည်မနက်ခင်းကသူ့ကိုအဖြူရောင်ဆေးလုံးမျိုးယူကျဆက်ပေးခဲ့သောကလေးသည်တနာညတ်တာကင်းမဲ့စွာပြုတ်မွနေလိမ့်မည်သူ၏အဆိုးဝါးသောအိမ်ထဲမှထဲမှအပင်ထဲမမက်ခဲ့ဘူးကြီးမနက်ခင်းကလူငယ်လေးလေမျိုးကိုလိဖျက်မိဟုသောစကားသည်ချင်းချောင်းမထွေးတာဖြစ်ပြီးအမှန်တကယ်ဖြစ်မိမဟုတ်ကြောင်းလူငယ်လေးအသူပြောခြင်းနေရန်တူသည်သို့တော်လည်းသူ၏လေမျိုးမှာသွေးများသာပတ်ထွက်လာကသူစကားမပြောနိုင်တော့ပေသူသည်စိတ်တကြစွာဖြင့်သူ၏အိမ်များထက်သို့ဒူထောက်ကအချက်ခံစားချက်ကင်းမဲ့စွာချပွင့်နေသောလူငယ်လေးကိုလှမ်းကြည့်လိုက်သည်ချွေချင်းသည်ပစ္စည်းများအလုံးကိုအပြင်ထုတ်လိုက်တော့ကအဖြူရောင်ဆေးလုံးနှလုံးနဲ့အတူနောက်ထပ်၅လုံးကိုပါတွေ့လိုက်ရသည်။ရင်းအပြင်မြင်းလေးတွင်ဝန်းကျင်ကျေဖက်အနေငပါနဲ့တောက်တုံမရပစ္စည်းများလည်းရှိနေသည်။မြင်းလေးသည်ထိုပစ္စည်းများအလုံးကိုချွေချင်းတိတ်ဆိတ်တဲ့ကိုကြည့်ပြီးနောက်အပြင်းတင်တုံယူလာတော့သည်။ချွေချင်းသည်အဝိစားဖြင့်ဖုံးထားသောမွေခေါင်းကိုရုတ်တရက်ကျူတစ်ဆိုင်ကျူကမွေအစဲဖြင့်မြင်းလေးခဏကိုအကျဲကျင်းလဲစွာထိုးသွင်းလိုက်သည်။မြင်းလေးခဏကိုသည်အပြင်းနဲ့တုံယူလာပြီးဒဏ်ရာတွိုင်းမှဆက်တွင်အရေးပြောလာသည်။အသက်ရှင်လျက်အရေးဖြောခံရတော့တဲကြီးခိုင်လူမထနာခြင်းခံစားမှုတွေသူ့ကိုစကားပြောနိုင်လိုက်တော့အကြီးကျယ်ထုံးချတော့သားစေသည်ထို့နောက်ချူချင်းသည်ဘယ်ဘက်လက်ဖြင့်မြင်းလေးမျိုးလုံးများကိုပေးလိုက်တော့အခါမြင်းလေးကဘာကြီးထားတော့အလင်းရောင်ပတ်သွားတော့သည်သူခဏကိုကြီးအရေးဖြောကသွေးများမြေကြီးတို့စိတ်ဝင်စားသည်ချူချင်းသည်ပြီးခဲ့တဲ့ဖြစ်ရမှာသင်္ကန်းသားရောက်သွားသည်ဖြစ်၍အိတ်တလုံးကိုထုတ်ကမြင်းလေးဝက်စားနှင့်အသုံးလာပစ္စည်းများကိုထုတ်၍လက်ထွက်သွားတော့သည်သူထွက်သွားပြီးနောက်မြင်းလေးတည်သွားသည့်နေရာရှိအမောင်တို့ထဲမှလူတွေရဲ့နှိမ့်ပေါ်လာသည်သူတို့သည်ယမနေကသားရဲ့စိန်ခေါ်ပွဲကွင်းပြတွင်တယောက်မှတရင်ထားမိခဲ့သလိုနှစ်ဦးဖြစ်သည်သူတို့ထဲမှတယောက်သည်ခန်းရံဝတ်စုံနှင့်အဖိုးဖြစ်ပြီးတခြားတယောက်သည်သူ့အစိခံဖြစ်သည်အဖိုးအိုသည်ပြင်ပေါ်ရှိသူကကြီးကိုငုံကြည့်လိုက်ပြီးနောက်အတငယ်ဝေးသောနေရာသို့ရောက်နေပြီဖြစ်သောချွေချင်းနောက်ကျောကိုလှမ်းကြည့်လိုက်သည်သူ့မျက်ဝန်းများတို့တွင်လေးစားသည့်အရေးအုံများဖြစ်ပြီးသွားသည်ရပုံသီးလေးပဲလူတက်တဲ့အနေရမှာစိတ်ချတိကနွယ်ဆန်ရှိတယ်လို့ပြတ်သားတယ်ပိုပြီးချတာကရဲဆက်ဆက်လောက်တက်ပင်မဲ့တလုံးစားလည်းချမ်းမထားတတ်ဘူးမစိုးဘူးအဖိုးကပြောသည်သူဘေးတွင်ရှိနေသောအစီကိုင်းမျက်နှာနဲ့အံ့အသင့်သွားသည့်အမူအရာပေါ်လွင်နေသည်ထိုအဖိုးအုံတော်သူလာခင်းသည်မနှပများစွာကြာမြင့်နေပြီဖြစ်ပြီးထိုအဖိုးထံမှအရှာလူမြအမစိုးဘူးဆိုသည့်ချီယူစကားပြောတဲ့ကိုလုံးသားကြားခဲ့သည်တို့ပြန်အနည်းလူငယ်လေးသည်အဖိုး၏အောင်ဆက်ခြင်းကိုနှိမ့်ကျင်ခံလိုက်ရသည်တို့ဖြစ်သူသည်လည်းချွချင်းပြောက်ကွေရဖက်တော်လမ်းကြည့်လိုက်မိသည်စိတ်ဝင်စားဖို့ကောင်းတဲ့ကလေးပဲအဖိုးသည်ပြုံးရင်နောက်ထပ်မင်းတို့ကလှမ်းမိလိုက်သည်သမားတော်ကြီးပိုင်ဘယ်တော့ပြန်ရောက်မှာတော့အမတ်ခုနှစ်တခင်ကြီးသမားတော်ကြီးပိုင်စင်ထားတာအရာတော့တရက်နှစ်ရက်နေရောက်မှာပါအစိကန်တဲ့အကြည့်လွှဲလေးသောသာဖိလိုက်သည်သူရောက်တော့မှပဲဒီတစ်ခေါက်တော့ဒီအဲ့ဒီအဖိုးကြီးသူ့ကိုတင်းသွင်းလာမှာပါတောက်ကြည့်ထူးမှညံဖင်းတဲ့စီးမင်းတွေနဲ့ပြေးနေတာဘာတွေမှအဲ့ဒီအဖိုးကြီးတွေ့တနေရတာတော့သူကငါချွေရွှဲထုံခိုင်းကိုလာပူပေါင်းရင်တော့သူပုတ်ပြီးလွတ်လပ်နေရမှာပဲအဖိုးဒီကြီးမိုး၍အလွန်ပြောချင်နေရတူသည်ထို့နောက်သူသည်ချွင်ထောက်သွားတာပဲဆိုလှမ်းကြည့်လိုက်သည်အဲ့ဒီဝင်ပလေးပေါက်လေးဘာဆက်လို့မျိုးငါတော့ကြည့်ကြတာပေါ့ဘာသာပြန်သူမှတ်စုခေါင်းဆောင်လဲဤနာမည်မှာလဲဆိုသောကလုံးသည်မိုးကြိုးဟူ၍အထက်ပဲရပါသည်အခန်းဆက်ခွန်သုံးလပဲနေဦးရသည်ပြန်လာတော့လေအေးတက်ကကြံနေသေးသည်ယခုလေးတင်ချွေချင်းသည်ထားမြင့်နေမိအပြင်ဘက်နာကိုရောက်ခဲ့ပြီးအေးတက်ကသူ့အတွက်ကိစ္စမရှိလာကြသို့တော်သူတော်ထုံနေရတွေကြကြနေခဲ့လျင်ခန္ဓာကိုယ်ကရိုးရင်းချီစီတိုင်အောင်အေးဆက်ဆက်ခံစားနေရပြီအထူးသဖြင့်ယခုလိုအေးတက်လွန်ကဲလာသောညအခါတမယတွင်ဖြစ်သည်လေတစ်ချက်ဖက်ကနဲ့တက်ခတ်သွားသည်နှင့်အမျှချွေချင်းသည်နည်းနည်းမျှရနာသွားခြင်းမရှိပဲတရေအင်ကြီးကိုသာတင်းတင်းကြပ်ကြပ်လုံခြုံအောင်ချုံလိုက်သည်သူ့ရဲ့မပြီးပြတ်သေးသောတာဝန်တစ်ခုရှိသေးသည်ဖြစ်၍ညာကြီးအချိန်မတော်စကန်တစ်ချောက်သတိတော်သွားနေလေသည်လမ်းတွင်သားများဖြစ်ကသူ့စီ
ထိုးဝင်လာသောခွေးရိုင်းအနေချင်းများကိုသူမြင်လိုက်ရသည်သို့သောသူသည်၎င်းတို့ကအဲ့ဒီအေးဆက်စာကြည့်လိုက်တဲ့သူ့ကိုယ်ပေါ်မှတွင်းကြီးနဲ့များကိုအောင်ခံသွားမိသောကြောင့်၎င်းတို့သည်အတရာလှည့်ထသွားကြသည်ချွေချင်းသည်ခွေးရိုင်းများထံမှအချီထွေးလိုက်ပြီးသူလန်းသူဆက်ချောက်သွားနေသည်စခန်းအလဲကောင်ရှိအိမ်ဤနောက်ဖေးကိုတယောက်တော်သောအခါအမောင်တို့ကိုတိုးဝင်၍ထိုဆိုင်ကြီးအဝေးမှအသက်မဲလဲသောလမ်းကြည့်နေသည်ထိုနေရာတွင်တဟုံးလောင်ကျွမ်းနေသည့်မြို့ပွဲအရေးအများများရှိနေသည်ဖတီရှန်ကမြင်းလေးနှင့်ခရက်ကအိန္ဒိယသို့တွားခြင်းဖြစ်ကြောင်းချွေချင်းမှတ်မိနေသည်တို့ဖြစ်၍ညအချိန်ဖတီချန်ထွက်လာမည့်အချိန်ကိုသူစိတ်ချွေစွာဆက်ဆိုင်နေခြင်းသည်ရိုးတွင်းချင်းစီခိုက်လူအိမ်မတက်အေးတက်ကခန္ဓာကိုယ်ကိုကျူးကျော်ဝင်အောင်လာပါတော့လေမဲတက်နေမိသည့်အလားသူခန္ဓာကိုယ်သည်မလုံးမချက်ရှိနေပြီးစိတ်ကြွယ်သာသူစောင့်နေလေသည်ထိုစဉ်သူ့နောက်ရှိအဆောင်အုံတစ်လုံး၏ခေါင်းမိုးထက်တွင်အမတ်ခုနှစ်သခင်ကြီးနှင့်အစေကန်တို့ရှိနေသည်အမတ်ခုနှစ်သခင်ကြီးသည်အမောင်ရိပ်ခိုကစောင့်နေသောချွေချင်းကိုကြည့်ရပြုံးသွားသည်ငါခံမှန်းထားသလိုပဲဒီဝမလေးပေါက်လေးကကျူပင်ခုတ်ကျုံငုံမကြံအောင်ရှင်းပြမတော့မှာပဲဒီအဖိုးအိုကြီးတော့မျောလင်းချက်ကြီးထားမိနေပြီဟဲ့ဒီကလေးတာစကန်ဘေးကတိုင်မစ်နေမိတဝန်သွားရင်ဘလို့ဒီပြုတ်ပြမလဲမသိဘူးအမတ်ခုနှစ်တခင်ကြီးသည်စောင်းကြောထိုင်၍စုံနေစားလမ်းကြည့်နေသူဖေးကြီးအစေကန်ကိုပြောနေသည်အစေကန်သည်လည်းပြောရင်အမတ်ခုနှစ်တခင်ကြီးပြည်ထိုင်ကအဝေးရှိရှူချင်းကိုအကက်ခတ်နေသည်အချိန်မြတ်ကုန်လွန်သွားပြီးတနာရီကျော်နှစ်ကြာပြီးနောက်ရှူချင်းသည်တဖြည်းဖြည်းမျက်မှောက်ကျုပ်လာသည်သူသည်တူတော်ပြီးနောက်လှည့်ပြန်ကအမော်လူတဲ့ခြောက်သွားလေသည်သူသည်တစီတကောင်အလားတိတ်တိတ်ဆိတ်ဆိတ်ရောက်ချလာကတိတ်ဆိတ်မထက်သွားလိုက်သည်တိုးတော်လဲသူဒီခေါင်းဆောင်လေးနေအိမ်တို့တက်တက်မတ်မပြန်ပဲပေပတ်လက်ကိုတစ်ဖက်လက်ပက်လိုက်သည်တယောက်မှသူ့နောက်လက်မနေကြောင်းတေချာတော်အခါခေါင်းဆောင်လေးချမ်းကိုပြန်လာခဲ့သည်အခန်းထဲရောက်ပြီးနောက်သူသည်တပ်ပြင်းကြီးချလိုက်ပြီးသူ့ခန္ဓာကိုယ်တက်ချီအေးတဲ့ပောက်သွားစေလက်နှစ်ဖက်ကိုပုတ်လိုက်သည်ထို့နောက်သူ့ခန္ဓာကိုယ်ပေါ်ရှိသွေးများကိုတုပ်လိုက်သည်ပြီးသည့်နေ့ကလေးမော်ရီတမျိုးထိုင်ကစင်နာတူတော်နေသည်ဒီရနံမဆိုးတွေကတာဝန်တွေကိုအချိန်အတိအကျလောက်တာမဟုတ်ဘူးကံကောင်းသောတာကမြင်းလေးကငထန်ကောင်ဆိုတော့အချိန်အတော်ကြာအထိသူတည်သွားတာကိုတရားမသိမှမဟုတ်ဘူးဒီတော့ဖရီရှန်ကလည်းသိထားမိလောက်မှမဟုတ်ဘူးဒါပေမဲ့ဖြစ်လာနိုင်မယ့်အန်ဒီအတွက်ဖရီရှန်ကိုလည်းတန်းနေတယ်လို့မြင်ချင်းပြတဲ့အကောင်းဆုံးပဲချွေချင်းမျိုးလုံးများမေးသွားတယ်နိုင်ဟန်ကြီးအတစ်ဖက်စဉ်အခါကအတန်ယခုလောတဲ့သူဒီကျွန်တော်မိုးစကန်းတွေချိနေသည်ဖြစ်ဖြစ်သူ့အသက်ကိုရှေ့ကြောင်းနိုင်တဲ့အန်ဒီရဲ့များအခုမြပြုနိုင်ခြင်းမြင်းလေးကိုသူတစ်ဖက်ခဲ့သည်မှာသူ့၏ပစ္စည်းအားလူယူကသူ့ကိုချင်းချောင်းလာခဲ့သည့်အတွက်ကြောင့်ဖြစ်သည်ဖတီရှန်ကိုလည်းထိုအကြောင်းပြချက်ကြောင့်ပင်ချင်းပြရင်သူပေးစနေခြင်းဖြစ်သည်အရှင်အတော်ကြာငိမ့်သက်နေပြီးနောက်ချွချင်းသည်အရှုံထဲမှာမြင်းလေးပစ္စည်းများကိုထုတ်ယူကဂရုစိုက်စီလိုက်သည်ပစ္စည်းများကတိုလီမူဒီပစ္စည်းများသာဖြစ်ပြီးထိုပါဝင်ပစ္စည်းတစ်မျိုးကဲ့သို့လဖွာရွယ်တမန်တံမြားလေးတစ်ဖက်လည်းရှိနေသည်ရင်းအပြင်ဝိညာဉ်ကြီးပြ90ကျော်ရှိနေပြီးချွချင်းအတက်မှုများပြလာသောငွေကြေးပမာဏတရက်ဖြစ်သည်သူဒီပစ္စည်းများကိုစစ်စစ်ရေးတက်လိုက်ပြီးနောက်အဖြူရောင်စလုံးများကိုထုတ်လိုက်သည်မြင်းလေးအဖြူရောင်စလုံးများနဲ့သူ့အဖြူရောင်စလုံးများကိုနှိမ့်ချိုင်းနားချင်းပြီးနောက်ထိုအဖြူရောင်စလုံးများကအရေးသက်ကောင်းမှုခြင်းမရှိသလိုလက်ဆက်ခြင်းမရှိသကိုတွေ့လာသည်တို့ဖြစ်၍ဆန်ချင်းစကားများက90ရာခိုင်နှုန်းမှန်ကန်တဲ့ကိုသူလက်ခံလာသည်အတန်ငယ်တွေ့တော့ချွချင်းသည်စစ်တုံးတစ်လုံးကိုမျိုးချလိုက်သည်ပြီးသည်နှင့်မျိုးလုံးများမိတ်ကအစေးအနိတကုံခံစားလိုက်သည်မကြခင်သူ့ခန္ဓာကိုယ်တွင်ပူနွေးသောစီချောင်းလေးတစ်ခုမြင့်တက်လာသည်ကိုခံစားလိုက်ရသည်ထိုစီချောင်းလေးသည်သူ့ဘယ်ဘက်လက်မောင်းချိတရေပြအမှတ်ပေါ်စူးစီးသွားပြီးသူ့ပေါ်ပေါ်သွားသည့်ခံစားချက်တစ်ခုရလိုက်သည်အရှိအနေငယ်ကြပြီးနောက်ထိုခံစားချက်ကလေးပျောက်သွားသည်ရှူချင်းသည်မျိုးလုံးများဖွင့်ကသူ့ဘယ်ဘက်လက်မောင်းကိုချက်ချင်းလက်ကြည့်လိုက်သည်တရေပြအမှတ်နှစ်မှတ်သည်အနေငယ်အယောင်ရောက်သွားပြီးတက်စစ်တဲ့နာကျကခင်းနေသောခံစားချက်သည်လည်းအတန်ငယ်ရောက်ကျသွားသည်ဒါအားနဲ့တင်ရှိတာပဲချွေချင်းမြေဝန်းများတွေဝမ်းသာပရှင်တဲ့အရေးကောင်ငွေများချက်သွားပြီးနောက်တစ်လုံးထပ်တော့လာတယ်တူညီသောခံစားချက်ကလေးဖြစ်ပေါ်လာပြီးထိုခံစားချက်ပြောက်ကွယ်သွားတဲ့အတူနာကျင်မှုတွေလည်းပြောက်ကွယ်သွားသည်သူဒီခဏကိုတဲ့ချီအေးဆက်ဆက်ခဏချက်တစ်ခုကိုအောင်ရလိုက်ပြီးသူအတူသားများတက်ဆင်နေသောအရာသည်အလလွန်စွာပေါက်ပါနေတော့သည်ချွေချင်းသည်သူအမြန်အနှုံးနှင့်ခွန်အားအနေငယ်တိုးတက်သောသူကိုအောင်ခံလိုက်ပြီးသည်သူကလက်ကျန်စီလုံးများကိုစမတော့တော့ပဲတရေအိတ်ချုံနေတဲ့ထဲကမျက်လုံးများမှိတ်ရကြင်ကြံလိုက်သည်ညသည်ပကလေးတိတ်ဆိတ်ညင်တဲ့နေနောက်တစ်နေ့မနက်ခင်းတွင်ချွေချင်းသည်မျက်လုံးများဖွင့်ရအပင်သို့ခြောက်လာသည်သူအခန်းတကားကိုတပွန်းလိုက်စဉ်ချန်ထဲတွင်တပြုံးကြီးထိုင်ကဝင်လေထွက်လေချွမနေသောခေါင်းဆောင်လက်အမြင်လိုက်ရသည်ချွေချင်းသည်ခေါင်းဆောင်လက်ကိုနောက်ရှက်တော့ပဲချန်တကားအသားရဖွင့်ရပြန်ပိတ်ကထောက်ခါသွားသည်ယနေ့တက်ခတ်နေသောလင်းချင်းကလေးများသည်ယမန်နေ့ညနှင့်စာလင်ပိုရဲပင်အေးဆက်နေရန်တူသည်လေအတက်ခံလိုက်ရသောလူသည်အလိုလိုအေးဆက်တုံယူသွားပြီမည်ခွေရိုင်းများသည်ပင်သူတို့ကူများတဲ့ဝိနေချပြအပြင်သို့ထွက်မလာကြပဲချွေချင်းသည်တက်ပြင်းတစ်ချက်ချထုတ်လိုက်စဉ်သူ့ရှိမှအဖြူအောင်ခွင်းငွေများကိုမြင်လိုက်ရပြီးဆင်းလိုက်ရက်ွက်တင်နေခဲ့စဉ်ကစိုးဝါသောအမတ်တရများသူကောင်းနဲ့ပြန်ပေါ်လာသည်အေးရက်ကိုသူမုံတီးသည်အင်ဂျီယာမဲများအတွက်လေအေးများသည့်ကပစ်တစ်ခုပဲသူတို့သည်အသက်ချင်းတန်ရန်အလူငါခက်ခက်ရုန်းကန်ကြရပြီထိုစဉ်ချွေချင်းသည်အဝေးဆိုင်တဲ့ဆိုင်ကဖက်ကျော်လာရင်တုံကနေချက်တော့ကဆိုင်တဲ့ချိတ်ထားသောထူထပ်သက်စဉ်သည့်အဝေးအစားများကိုလှမ်းကြည့်လိုက်သည်
ထို့နောက်သူ၏သေးအချုံလေးကိုစမ်းကြည့်ကဆိုင်တဲ့ဝန်ကလမ်းကြည့်လိုက်လေသည်ဆိုင်ထဲတွင်ဇေဝဲများစွာမရှိသည်ချူချင်းသည်ဆိုင်ထဲရောက်တဲ့နေငယ်ချိတ်ထားသောအဝယ်စားများကိုစူးစိုက်၍ကြည့်နေသည်ကောင်သားကြီးဆိုင်ချင်းသည်ချူချင်းကိုကြည့်၍အနောက်ကျမဖြစ်ပဲဘွေးရင်ချီနေတဲ့ဆိုင်လေးသမားကိုညွှန်ကြားလိုက်သည်ဆိုင်နောက်ကိုသွားလိုက်အဲ့ဒီမှာအရင်ကတော့ကအထားပြီးမယူပြသွားတဲ့အဝယ်စားတွေကိုဆိုင်ကျက်ကိုယူလာခဲ့ဒါပေမဲ့အဲ့ဒီအထားရဲ့လူကပြန်ရောက်လာပြီးဝယ်စားတွေလာယူမစုံဘယ်လိုလုပ်မလဲဆိုင်လို့သမားသည်ချီတုံချတာဖြစ်နေပြီးသူ့ကိုကြည့်ရတဲ့မှာဆိုင်ရင်လုတ်တီမှာမချသေးရတူသည်ဘယ်လိုလုပ်ပြောင်းမှာတော့ဒီစကန်ထဲမှာလူတွေကအနည်းမြညာပြောက်ပဲတချို့ကတမစ်နေမိမတည်တချို့ကတော့လေတဲသွင်းရတဲလွန်စားချမယောင်ပြောက်ွယ်သွားကြတယ်တစ်စီတိုင်းပဲပြန်လာလိမ့်မယ်အခန်းရဲ့တိုင်းတိုင်းမျိုးစမ်းပါအခန်းဆက်ရှိဆိုင်ရှင်သည်စိတ်မချစွာဖြင့်လက်ကိုဝှေ့ရန်ပြလိုက်ရာဆိုင်လို့သမားသည်ဆိုင်တော်ခန်းတော်ခတ်တက်ပြေးသွားသည်အဝိစာအသိမြတ်ကိုရှူချင်းရေးမဲ့ပြီးသေးခင်မှာပင်ဆိုင်တော်သမားလေးသည်လက်နက်ဖက်ပြန်ဝိစာမြတ်ကိုအထက်လိုက်မှလာကပြန်ရောက်လာသည်ရှူချင်းသည်ဆိုင်တော်သမား၏လက်ထက်တွင်ပွေထားသောအဝိစာမြတ်အထဲတွင်အမွှေးပါသောအယောင်ရင်းရဲ့တရေအင်ကြီးကိုမျက်စိကျသွားသည်ထိုအထက်သည်ဇေဝတရောက်အထားသောအထည်ဖြစ်တော်လဲပြောင်းလိုက်ရန်အကြောင်းမရှိသဖြင့်ဝေယူခွင့်ရှိပေသည်အမှုရတဲ့တိုင်းလောက်ကျွမ်းစာအချိန်ကြာပြီးတော့ချွချင်းနဲ့သူ့ဆိုင်ပြီးတော့ထွက်လာ၏သူဝတ်ထားသောဝက်စားသည့်အထက်အမွှေးများပါသောအယောင်ရင်းတရေအင်ကြီးမှတခြားမဟုတ်ပေထိုအင်ကြီးသည်အေးတက်ကိုအန်တူးနိုင်ပြီးထူထဲခြင်းမရှိသလိုလိမ့်လန့်ခြင်းလည်းမရှိပဲထို့ပြင်ထိုအင်ကြီးကိုဝတ်ဆင်လိုက်သောအခါချွချင်းသည်သူ့လက်မောင်းသူအင်ကြီးဟောင်းတဲ့ပိုရနွေးတဲ့ကိုခံစားလိုက်ရသည်အဆိုးဝါးသောတစ်ချက်မှာသူသည်ပိန်ပိန်သေးသေးဖြစ်နေခြင်းပင်တို့ဖြစ်ရထိုသေးအင်ကြီးသည်သူ့အတွက်ကြီးလုံးနေပြီးအမြင်မတင်ကြသို့တော်လည်းချွချင်းသည်လုံစွာကျဉ်နေ၏သူသည်လမ်းလျှောက်လာရင်အနှဲငယ်ညစ်ပတ်နေသောချို့နေဟာများကိုသိထားရချောင်းကွင်းသွားသည်ဖတီရှန်ကိုသူချမ်းပြင်လိုက်သည့်စကန်အပြင်ဘက်မှစူးညင်အတန်များကိုသူချလိုက်ရသည်စကန်တက်ချီရနာမဆိုးများသည်လည်းပြောင်းထွက်လာကြသည်သူတို့၏မြောင်ုံများတွေမြို့နယ်ကျအရေးရများဖြင့်ပြည့်နေပြီးစူးညင်အတန်များထပ်ပေါ်လာရစီတော့ချော့သွားကြသည်ချူချင်းသည်လည်းခေါင်းဆောင်ခေါင်းမော့ကလှမ်းကြည့်လိုက်သည်နေအောင်ကြီးအလင်းတန်းများအောက်တွင်ခရထေဝါစာမောင်းလာသောမင်းလဲဆယ်သည်ကိုသူမြင်လိုက်ရသည်မင်းလဲပေါ်တွင်ထိုင်နေကြသူများနဲ့ဆောင်းချောက်သူများ၏အဝိစာများသည်ပင်မချင်သာလောက်အောင်တွက်လင်တောက်ပနေသည်သူတို့မျက်နှာများသည်နီမြန်းနေပြီးသူတို့၏အကြည့်များကဆူချနေသည်သူတို့ထက်မှကြောက်ခမလေးလေးဝိညာဉ်ဆန်းအများလည်းထွက်ပေါ်နေ၏မြင်းလက်တဲ့ချီလူများကိုမူချွချင်းမမြင်ရပါတော့လဲလုံစွာခုံအချိန်မှကြီးမားသောလူများဖြစ်ကြောင်းခံမှန်းနိုင်သည်ခေါင်းဆောင်လက်ထက်မှထိုကဲ့သို့မြင်းလက်အတိုင်းအချောင်းကိုလည်းသူချွချင်းချခဲ့ပူသည်သူတို့သည်အဖြူရောင်စီလုံးမြတ်ဖော်ဆက်ရအလုံးက9ရက်မြတ်ပင်များကိုမကြခဏလာယူခြင်းပင်ဖြစ်ပေလိမ့်မည်မြင်းလက်တဲ့ရောက်ချိလာခဲ့ခြင်းကြောင့်ပြီးလို့ယနေ့စကန်ဒီလုံစွာစီကားကပပညံနေသည်တို့ဖြစ်၍ယခုအချိန်တိုင်အောင်ချွချင်းသည်လက်စတုံးရအခွင့်အရေးမရသေးခြင်းတို့ဖြစ်၍ညအချိန်တိုင်အောင်ရောက်သွားလေသည်ဖတိချန်သည်ထိုဆိုင်အင်ကြီးစီပြောင်းနေသည်ကိုသူမြင်လိုက်ရသည်တို့ဖြစ်၍သူသည်ဓမြကိုသူအင်ကြီးလက်ထက်တွင်ဟိုဘက်ကပြန်လာခဲ့သည်ယနေ့သူအခွင့်အရေးမရခဲ့တော့လဲစိတ်ချနေသေးသည်အခန်းထဲသို့ပြန်လာသောအခါသူကအဝတ်စားသစ်များကိုဝက်ကကြင်ကြင်ရထမ်းလိုက်သည်သူသည်အိတ်ဆက်အနားယူသောအခါမှာပဲအဝတ်စားသစ်များကိုမချွတ်ပေနောက်တနေ့မနေ့ရောက်သောအခါသူသည်အခွင့်အရေးများရရန်အလုံးငါထွက်ခွာပြင်းနေသည်သူသည်အမွေးပွားများပါသောတရေအင်ကြီးအစ်ကိုတွန်းကျင်နေသောအနှွေးတဲ့အဟောင်းနှင့်လဲဝတ်ဆင်လိုက်သည်ဝတ်စားသစ်များကိုသူလှမ်းကြည့်၍ယမန်နှိတ်ကဆိတ်လိုက်မှန်ပါပြုမှုခဲ့သည်ဟုခံစားနေရ၏ချွချင်းသည်အနှွေးတဲ့အဟောင်းကိုဝတ်ဆင်ပြီးနောက်စကန်ပတ်လက်ကိုခြောက်လာသည်သူသည်လူများပြည့်ကျက်နေသောဇီတစစ်ကိုဖျက်ချော်လာခဲ့ပြီးသူ့မျက်မှုများကတွားနေသောမြင်လဲများအချစ်ချူနေရန်တူတော်လဲအမှန်တွင်ဖတိချန်ကိုခြာနေခြင်းဖြစ်သည်အတန်ငယ်ဝေသောနေရာတွင်အမတ်ခွန်းသခင်ကြီးသည်ခေါင်းမိုးပေါ်တစ်ခုတွင်အစီကန်နဲ့တူရှိနေပြီးတန်းဝင်နေသည်သူအကြည့်သည်မြင်တဲ့တန်းကိုဖျက်ချော်သွားပြီးချွချင်းနဲ့ရောက်သွားသည်ထို့နောက်သူသည်ဘေးကြီးအစီကန်အမြင်မှလိုက်သည်တမတော်ကြီးပန်ကိုမင်းဖိတ်ကြားစာပို့ခဲ့သေးလားအမတ်ခွန်းသခင်ကြီးကျုပ်ပို့ထားခဲ့ပြီးပါပြီဒါပေမဲ့တမတော်ကြီးပိုင်းကတိတ်နေမကောင်းခြင်းဖြစ်နေတယ်လို့ပြောတယ်နေမကောင်းမဟုတ်လားသူကတမတော်တရားမဟုတ်ဘူးလားဒီလူကတော့ကွာတကယ်ကိုပဲဟင်းဒါနဲ့ဒီကလေးကမင်းတို့ကဝယ်စားတဲ့တွေဝယ်ထားတာပါဘာလို့ဒီနေ့ကျမှဝယ်စားအဟောင်းကိုပြန်ဝင်နေရတာတော့အမက်ခွန်းသခင်ကြီးတွေချွချင်းအဝယ်စားမျိုးသတိထားမိသွားရေးပေါ်လက်စကားပြောင်းသွားပြီးမနေတော့ပဲမြင်မြင်လိုက်တယ်အမတ်ခွန်းသခင်ကြီးစဉ်းစားရကြတဲ့နေတဲ့ချွချင်းတွေလူအုပ်ထဲတွင်ရှိနေတဲ့ဖတိချန်ကိုမျက်လုံးထောက်တဲ့ဆမန်တွေကြည့်နေသည်ရမန်နေ့အတန်းချွချင်းတွေသူ့ပြမနောက်တော့လိုင်းနေရင်တနေ့တာကုံဆုံးသွားသည်ညအချိန်ရောက်သောအခါမူလာကသူအိမ်တို့ပြန်ရွေထားခဲ့တဲ့ဖတိချန်သည်မိသည့်အတွက်ကြောင့်မသိဥတီရပြောင်းလိုက်သည်သူသည်ညချင်းမင်းကြီးစကဲအပြင်ဘက်သို့ဥတီသွားနေလေသည်ယနေ့ရသည်အခြားနေရာမှနဲ့ချင်းလျင်လူအရောက်ပေါက်နေတဲ့အလွန်ချောင်ကြသည်ဒီလူငါ့ကိုသတိထားမိသွားတာလားရွှေချင်းသည်မျက်မှောင်ကျိုး၍မျက်လုံးများမေ့သွားသည်သူ့အခြေသည်တဖြည်းဖြည်းပို၍အိပ်ဆက်လာ၏သူသည်နောက်သို့ဆက်မလိုက်သွားပဲဘီပွက်လက်ကိုအခက်ခက်လိုက်သည်ဖတိချန်သည်တယောက်တည်းသွားနေခြင်းကြောင့်တခြားသောအခါမှသူသည်တပက်လိုက်ပြီးအမောင်တို့တိုးဝင်၍ဖတိချန်မရောက်ခင်စကံပြင်ဘက်သို့ဥစားသွားလိုက်သည်ပထမဥစားထိုင်နေရတဲ့ချိုခုံတက်ခတ်ခြင်းမရှိစေရသူစီစီတခြားစစ်သေးလိုက်သည်
ထို့နောက်သူသည်အမောင်တို့တဲ့ပုံအောင်နေပြီးသူ၏မျက်လုံးများသည်အေးဆက်ဆက်အလင်းများဖြင့်တက်ဖိဖိဝန်းလက်သွားသည်ထိုစဉ်ဖတိချန်သည်ထိုနေရာသို့ရောက်လာပါတော့လဲချစ်သူချီလဲများတုံကနေကြသွားသည်ခွေးကောင်လေးမနေ့ကတည်းကငါနောက်ကိုလူတယောက်လိုက်နေတယ်ဆိုတော့ငါခံမှန်းသိရှိပြီးပြီအခုချိန်ထွက်လာခဲ့ဒီနောက်ကတိတ်ချောင်ကြတော့မင်းနောက်ကိုမြုပ်လို့ကောင်းတာပေါ့မင်းအခုထွက်မလာရင်နောက်တစ်ခေါက်ဆိုငါတယောက်တည်းမဟုတ်တော့ဘူးနော်ခေါင်းဆောင်လေးကမင်းကိုကောက်ကပေးနေတော့ငါတို့သွေးရိပ်ဘက်ကမင်းစီကသူကြီးတောင်းအောင်ပါပဲချွချင်းမျက်လုံးများကျဉ်းမောင်းသွားသည်တခြားလူကထိုးတော့ပွင့်လင်းလင်းပြောလာသည်ဖြစ်၍သူထက်မှန်ပေါ်အောင်နေရမလို့တော့ထိုးကြသူသည်အမော်တူအပြင်ဘက်သို့ထွက်လာခဲ့သည်မြင်းလေးကတယောက်တည်းကြိတ်ပြီးတောင်းဝန်ထမ်းဆောင်နေတာမဟုတ်ဘူးမလားသူ့ကိုမန်းတက်လိုက်တာဖြစ်မယ်ငါမင်းကိုချွတ်တက်မိထားတာပဲဖတိချန်ဒီကောက်ချစ်စွာရီမောကထွက်လာတော့ချွချင်းကိုကြည့်လိုက်တယ်ဒါပေမဲ့စိတ်ပူမနေပါနဲ့အဲ့ဒီကောင်ငါမျက်စီနဲ့တိတ်ကြည့်ရတာမဟုတ်ဘူးမင်းအဲ့ဒီကောင်ကိုမသိနိုင်နောက်တစ်ချိန်အပြင်မှာထွက်ရင်ငါသူ့ကိုတက်ဖို့စီစဉ်ထားပြီးသားဒီတော့ငါမင်းကိုကျေးဇူးတင်ရမှာပဲပြီးတော့သူ့တိတ်ချင်းငါကျူမဆိုင်ဘူးငါလိုချင်တာသူ့အိတ်ချုံတက်ကပစ္စည်းပဲအဲ့ဒီပစ္စည်းကအခုမနေ့တည်းမှာရောက်နေပြီမလားဖတိချန်ဒီချွချင်းကားတွင်ရှိကြသောတေးအိတ်ချုံလေးကိုလောဘအကြောင်းလက်နေတော့မျက်ဝန်းများပင်လမ်းကြည့်လိုက်သည်သူဒီချွချင်းအပြစ်ကိုမြစောင့်နေတော့ပဲချီစူတင်ချင်းအစ်စ်နှစ်ထက်တာလွန်တော့အမြန်နှုတ်ဖြစ်လက်ခနဲ့လောက်ချသွားသည်သူ့ထံမှထောက်ပံ့နေတဲ့ဝိညာဉ်ဆန်အများကြီးရခင်ကားထက်အစာပေါင်းများစွာတာလွန်နေပြီးသူ့ခန္ဓာကိုယ်ပတ်ပတ်လည်တွင်လေးအလွှာတစ်ခုပင်ဖြစ်တည်လာသည်သူကိုကြည့်ရသည်မှာချွချင်းတန်တို့တလိမ့်လိမ့်သွားနေတဲ့ရေခဲလုံးကြီးတစ်လုံးအွန်လိုင်းမလားပဲသူသည်ချီစူးစီခြင်းအစ်စ်နှစ်တွေရှိနေသည်မဟုတ်လက်ခုလက်ရှိအစွမ်းရည်များအရာအဆင့်သုံးကိုသူရောက်နေသည်မြင်းလေးဟဲ့တဲ့အရှုံကိုကြားယူရန်ဂျန်နေညသူတယောက်ထက်ထက်လက်ခဲ့သည်မှာထိုအကြောင်းရင်းကြောင့်ပင်ဖြစ်သည်ချွချင်းမျက်လုံးများကျဉ်းမောင်းသွားသည်ရင်းနှင့်သူ့အတွက်အခြားကျဉ်းတဲ့တယောက်နဲ့ထိတ်တဲ့ရေးဆိုင်ပွဲတဲ့ပထမဆုံးအချိန်ဖြစ်သည်ပိုရဆိုဝါဒီမှာပတိရှန်၏ပပလက်ရှိလေအလွှာသည်ဝိညာဉ်ဆန်အားများမှဖြစ်တည်လာခြင်းဖြစ်သည်ကံကောင်းစွာပင်ချွချင်းသည်သူ့အမျက်လုံးနှခွန်းအပေါ်ယုံကြည်မှုအပြည့်ရှိနေသည်တို့ဖြစ်၍ဖတိချန်နီကလာတဲ့အခါချွချင်းသည်လည်းပြစ်တက်လာသည်သူသည်အာဂုံသုံးကအမြင့်ဆုံးအမျက်နှုံးဖြင့်သူ၏ပုံများသည့်နောက်တွင်ကျင်းခဲ့လေသည်မြတ်တော်တချက်ခါအတွင်ဖတိချန်ကိုတို့ချောင်းတင်လိုက်သည်ဖတိချန်အတင်းသွားစဉ်ချွချင်းသည်သူ့နောက်ကိုရောက်နေပြီဖြစ်သည်ရင်းနောက်ချွချင်းသည်ညာဘက်လက်ကိုမြောက်၍အာဂုံသုံးကလည်းတစ်ချက်ပြစ်လွတ်လိုက်သည်အခန်းဆက်ကိုရင်းသည်ပထမဆုံးအချိန်ဖြစ်ချွချင်းအာဂုံထုတ်သုံးမှုခြင်းဖြစ်သည်ထိုတတိချက်သည်တဝုံမီနေပြီးဖတိချန်၏ခန္ဓာကိုယ်ကြီးထံဘုံငနဲ့ကြောက်သွားသည်ဖတိချန်၏ခန္ဓာကိုယ်ကြီးအခြေဟုန်ပြင်းစွာတုံ့သွားသည်သူ့ခန္ဓာကိုယ်ပပလည်တွင်ဖြစ်တည်နေသောလေအကားွယ်သည်လည်းတီးအချင်းပျက်စီးနေပြီးသူ့ကိုယ်တွင်အင်္ဂါများရန်ခါနေသည်လက်ဆက်သောသူတစ်ဖက်အန်တထပ်လာပြီးချွချင်းမြုံများတဲ့ချီလူတမ်းမွေများသည်လည်းပိုရွပြအကောင်းတာတော့သည်နောက်ထားသောညာဘက်လက်ထဲတွင်တန်တို့တစ်ချောင်းပေါ်လာပြီးနောက်တော်တော်ရောဆုပ်ပါသွားနေသောဖတိချန်သည်တဟုန်တို့သူပြေးဝင်သွားသည်တန်တို့သည်ဖတိချန်၏ခေါင်းကိုချွံရထားလေသည်ထိုအခိုက်ချွချင်းသည်ခွက်ခနဲ့မျက်နှာပြတ်သောကနောက်သို့ဟုန်ဟုန်နဲ့ဆုပ်သွားလိုက်သည်သူနောက်ဆုပ်လိုက်သည့်အခိုက်ဖတိချန်၏မျက်ဝန်းများထဲတွင်ကောက်ကျစ်သောအရေးများချက်တန်းသွားသည်ဖတိချန်၏နားနှစ်ဖက်မှအနက်ရောင်လင်းတန်းထွက်ပေါ်လာပြီးချွချင်း၏မျက်နှာစီသို့လေဟုန်ခွင်းရဝင်တိုးသွားလေသည်ထိုအနက်ရောင်လင်းတန်းသည်အတောင်ပေါင်းနေသောကင်းကြီးများမှလွယ်၍တခြားမဟုတ်ရှိသူတို့၏မျက်နှာသည်လက်ဖျားခါရလအောင်မြန်ဆန်ပြီးချွချင်းထံမြတ်တော်တစ်ချက်ခန့်အတွင်ရောက်ရှိသွားသည်သို့တော်လည်းချွချင်းသည်ဘယ်လက်ရှိဓမြောင်ကိုဝေရန်က၎င်းတို့အပိုင်းဖြတ်လိုက်သည်နောက်ဆုံးတစ်ကောင်ကိုသူနှင့်ခုနလက်မအကွာတဲ့တပ်ဖြတ်နိုင်လိုက်သည်ရှင်အရှိအနေကချွချင်းမြုံများတချီလူတမ်းမှုများကိုပိုရွစုဝေသွားစေပြီးနောက်တစ်ချိန်သူပြေးဝင်လာပြန်သည်ချွချင်းနောက်ဆုတ်သွားသည့်အချိန်တွင်ဖတိချန်ကိုရင်းအင်္ဂါများသည်လည်းပြန်လည်တည်ငြိမ်လာခဲ့ပြီဖြစ်သည်ထိုစဉ်သူ၏လုံဝန်းသောခန္ဓာကိုယ်ကြီးသည်တရက်ဆက်နောက်ဆုံးနေသည်သူ့လက်များကလက်ဟများဖို့နေပြီးမျက်နှာကြီးနီမြန်းလာသည်ခဏကြာသူသည်အစိမ်များကိုပါးစပ်မှချွချင်းနဲ့မှုတ်ထုတ်လိုက်သည်အစိမ်ငွေလုံးကြီးကချွချင်းနဲ့လွတ်မျိုးပြီးပြေးဝင်လာသည်အစိမ်ငွေလုံးကြီးအတွင်းမှတစ်ဖြည်းဖြည်းမြည်တဲ့များလွင့်ပြတ်နေမိရာမိမအစိမ်ပင်ကြောင့်မြင်နိုင်ပေသည်ဖတိရှန်သည်ထိုသူမှုတ်လိုက်ပြီးသည့်နှင့်တီးတသာဖြောသွားကပင်ကြသွားသည်သူသည်နောက်သို့ထပ်ဆုပ်လိုက်ပြန်သည်သူ့မျက်ဝန်းများတွင်ကောက်ကျစ်သောအရေးငွေများနှင့်အတူထိတ်လန့်ကြောင်းနေသောအရေးကြောင်များပါတက်ခုလာသည်ချွချင်းခဏခွန်အားသည်သူခမန်းထားသည့်ထက်ကျော်လွန်နေပေသည်သူသည်ချီစုသည်နှင့်အဆင့်သုံးသို့ရောက်နေသည့်အပြင်အစိမ်များဖြင့်တိုက်ခိုက်နိုင်ပါတော့လဲချွချင်းအားမတတ်ဖြတ်နိုင်အောင်ဖြစ်နေရသည်ကိုမြင်အောင်ကြည့်နိုင်အောင်ဖြစ်နေသည်ထို့အပြင်ထိုအစိမ်ငွေများသည်သူ၏တက်ဆောင်လူတက်နေဖြစ်သည်ထိုအစိမ်ငွေဖြင့်သူရန်သူကိုမတတ်နိုင်ပါကအကူကြီးတောင်းခံကချွချင်းကိုသူအောင်ထွေပြန်လှုပ်ရပေမည်သို့တော်လည်းသူကအကူကြီးတောင်းတဲ့လျင်မြင်းလေးပစ္စည်းကိုရယူရန်ခရင်သွားပြီးတော့မည်ဖြစ်သည်အမှန်တွင်သူအသုံးပြုရသည့်သောဓာမီပစ္စည်းတချို့ရှိနေသေးသည်ထိုပစ္စည်း၏ဖိရဆိုကျိုးကလုံစားပြစ်ထန်လာပါတော့လဲသူထုတ်လိုက်သည်ယင်းသည်ပရင်အဆိုင်ပါတဲ့အဆိုင်ပရင်အပိုင်းဆိုင်တစ်ခုဖြစ်သည်သူသည်စိတ်ထဲတွင်လွန်ဆွဲနေပြီးချွေချင်းရှိနေသောအစိမ့်မီကိုများကိုပုံလွှမ်းနေသည့်နေရာကိုလှမ်းကြည့်လိုက်သည်သို့သောထိုတို့ကြည့်နေစဉ်အစိမ့်မီများသည်အရေးရှိမျက်နှာအနှံ့ရုတ်တရက်လွင်ပါသွားပြီးချွေချင်း၏ခန္ဓာကိုယ်တဟုန်တို့ပေါ်ထွက်လာသည်သူသည်လက်ဖြတ်ခါလာရအောင်မျက်စနာသည်ဖြစ်၍ဖတိချက်ငေးကြောင်သွားသည်တ
သူရင်တတဲ့ခုံကညာလက်ထဲချီပရင်ကိုဖြတ်စည်းကအကူကြီးတောင်းချင်စိတ်ပေါ်လာသည်တိုးတော်လဲဝန်းနေစားပင်သူနောက်ကျလွန်သွားခဲ့လေပြီစူချာချွန်တတော့စူချာချွန်တကမင်းနဲ့တောက်ပြောင်းနေတော့တန်တို့ဒီဓာပူပူတလက်ကထောပတ်အတိကနေပန်းဖြတ်သွားသည့်ပမှာသူခေါင်းထဲသို့ထိုးပဝင်ရောက်သွားသည်သွေးစိမ်းများဖာကနေပထောက်လာပြီးဘေးချီချင်းပေါ်သို့ချဆင်းသွားလေသည်ပတိရှန်ဤခဏကိုကြီးတောက်တင်သွားသည်သူခေါင်းလဲချင်မှတော့လည်းမရပြီထို့သောဖြင့်သူအလောင်းကြီးမှတအီးဖြင့်ပြေပင်ပေါ်သို့ကြာတော့ကမလုံးမရှက်ဖြစ်သွားတော့သည်ချူချင်းသည်ပတိရှန်ဤခဏကိုကြီးကိုတစ်ချက်မှမကြည့်ပဲဘေးဘက်ဝန်းကျင်ကိုသတိကြီးစွာလှက်ပတ်ချွနေသည်အိနေရသည်လူသူအကြောင်းနေပါတော့နေရဖြစ်သည်မိသည့်လူတူတယောက်၏အောင်ဆိုင်မှုမခံရကြောင်းသိချသွားသည်နှင့်သူသည်ပတိရှင်အလောင်းကြီးစီခတ်တတ်ချောက်သွားကတဲ့အိတ်ချုပ်ကိုယူလိုက်သည်သူသည်မွေစကိုတုံးရိုက်ပြင်လိုက်သည်ပတိရှင်ညာလက်ထချီပီးသူကိုရုတ်တရက်အသေးထားမိသွားသည်တို့ဖြစ်ဖြစ်သူသည်ပတိရှင်လက်များကိုကြည့်လိုက်ရာတဝက်ကျိုးနေပြီးဖြစ်သောပရင်အပိုင်းဆိုင်တစ်ခုကိုမြင်လိုက်ရသည်ရင်းပစ္စည်းသည်တာမန်သာရှိပြီးအထဲတွင်ကင်မီကယ်အမီကိုထည့်ထားသည့်အချက်ကြောင့်အနေကြီးသောပစ္စည်းတစ်ခုဖြစ်ရန်တူသည်ချူချင်းသည်ထိုပစ္စည်းကိုဂူးဆိုင်တင်လာသည်ထို့နောက်အလောင်းကိုအေးဖြောလိုက်ပြီးအလောင်းကသွေးရည်ကြီးအဖြစ်ပြောင်းလဲသောအခါမှသူထွက်ခွာသွားသည်သူသည်ထွက်လာရင်ဒုက္ခနာကိုဝါကြီးသွေးစားသွေးနာမကိုတို့ပြုကညအမောင်တို့တိုးဝေးပြောက်သွားသည်ထို့စဉ်အမတ်ခုနှစ်တခင်ကြီးနှင့်အစီကံသည်အမောင်တို့ထဲမှထွက်လာကြ၏ထို့နောက်သူသည်ချွေချင်းပြောက်ကွက်သွားသည့်လမ်းကြီးလိုက်သည်သူသည်ချွေချင်းနှင့်ပတိချန်ကျန်တို့ဂျာချီတိုက်ပွဲနှင့်ပတ်သက်၍စိတ်ဝင်စားခြင်းမရှိပေသို့တော့ခဏကြာတွေ့တော့ပြီးနောက်သူတစ်စုံတစ်ခုရုတ်တရက်နားလဲသွားဟန်တူသည်ဒီကောင်လေးကဘာလို့အဝတ်စားတဲ့မွန်းလာကြလဲဆိုတော့အခုမှငါနားလဲသွားတော့တယ်သူကသွေးဆုံးသောမကိုကြောက်နေတာပဲသူကပြစ်တလုံးနေထန်ကြတဲ့အဝတ်စားတစ်လေးကိုတစ်ခုဆွန်းသွားရင်စိတ်မသက်သာဖြစ်သွားလိမ့်မယ်ဖေးတဲ့ရနေတော့အစီကံသည်လည်းစိတ်သက်သာရဟန်ဖြစ်တဲ့ပင်ချလိုက်သည်ယနေ့တနေ့ကလို့အမတ်ခုနှစ်တခင်ကြီးမိအတူအတွက်ထိုကလေးအဝတ်စားတဲ့မွေးတလဲစတဲ့ကိုတွေ့တော့နေခဲ့ပြီးနောက်ဆုံးနဲ့အဖြေသွားရသွားခဲ့လိမ့်ပြီတို့ဖြစ်ရန်ပြီးအတွက်ချောင်းဆိုသည့်အကြောင်းပြချက်နဲ့ပတ်သက်၍အမတ်ခုနှစ်တခင်ကြီးစကားများကိုယ်စုစကြရတော့မည်မဟုတ်ပေအခန်း20အမော်တို့ကြီးဆုံးနေသောညအခါသမယရတဲ့ချွေချင်းသည်ကြောင်ရည်တကောင်အလားတလက်ဖြင့်တိတ်ဆိတ်စွာသွားနေသည်သူ့ပါဇက်ကိုသူ့လက်ဖြင့်ရံပညာကပိတ်ဆို့ထားတဲ့ပြီးချောင်းသို့အတန်ထွက်ပေါ်လာပြီးကိုအတင်းကျပ်တာစီထားသည်ပရမအခြေအနေငယ်တွင်သူတီးတိကနာနာမှာသောလက်ဆက်6လတင်တဲ့အမြတ်သူအဆုပ်နှစ်ဖက်သည်မိစခြေဖြင့်အထိုးခင်းနေရသည့်အလားပူပင်းလောင်မြိုက်လာသည့်ဖြစ်၍သူမျက်နှာဖြူဖြစ်လာသည်ကံကောင်းထမ၍ထိုးနေရသည့်သူ့နေအိမ်နှင့်မဝေးလာပေရင်းအပြင်စခန်းသည်လည်းလွန်စွာကြီးမားလာသည်မဟုတ်ပေရမကြခင်အတော်တွင်ချွေချင်းသည်ခေါင်းတော်လေးနေအိမ်သို့လှမ်းမြင်လိုက်ရသည်သူဒီတချို့လည်းပြမတော့ပဲနေရာမှာပင်ရောက်ရအသက်ကိုခက်ခဲရှုကသူ့ကိုယ်သူပုံမှန်ဖြစ်သွားစေရန်ကြိုးစားလိုက်သည်ထို့သောပုံမှန်အနေထားအတိုင်းဖြစ်သွားသောအခါမှသူသည်မနေမမြန်ဖြင့်ဆက်ချောက်သွားလေသည်သူသည်ခြုံဝင်းတစ်ခါကိုတုံးဖွင့်ရဘေးပတ်ဝန်းကျင်ကိုလှည့်ပတ်ကြည့်ရှုလိုက်ပြီးနောက်အိမ်လေးတဲ့ဖိညင်းစာဝင်ရောက်သွားသည်ခြံဝင်းနဲ့သူရောက်ချင်းသူမထိန်နိုင်တော့ပဲချောင်းဆိုးလိုက်ရသွေးတစ်ဖက်အန်ထွက်လာသည်သွေးများသည်မင်းကြီးနေမြေပြင်ပေါ်ကျတော့ရတစ်ချက်ချင်းမိသည်မှလွင့်ပြန်လာသည်သူသည်အစိတ်သွေးတစ်ဖက်ကိုအန်ထွက်လိုက်ပြီးဖြစ်၍သူ့မျက်နှာအမူအရသည့်အစောပိုင်းကအခြေအနေနဲ့စလျင်ပို၍ပုံမှန်ဖြစ်လာသည်သူသည်ခက်ခဲရင်အသက်ချူ၍တပြင်းခွင်ချလိုက်ပြီးဝင်နေထွက်လေချူမှန်းလိုက်လေသည်အရင်တော့ကြပြီးတော့အခါမှာသူ့မျက်လုံးများပွင့်လာသည်ယခုအခါသူအသားအရောင်အသည့်ပုံမှန်အတိုင်းဖြစ်လာခဲ့ပြီဖြစ်သည်ကျောက်ဆက်ကောင်းတဲ့အစိတ်ရွှေချင်းတီတိုးယူလိုက်သည်ဒါပွဲအဆုံးနှင့်ဖတိချန်ပြုလုပ်ခဲ့သောအစိတ်များသည့်လည်းလွန်စွာစိတ်ပြင်းလာသည်တို့ပင်မဲ့ထိုအခြေအနေ၌ချွေချင်းသည့်6တင်းကလေးဖတိချန်နှင့်ချက်ချင်းပြန်ပြေးသွားမည်ဖြစ်ကအကူညီတောင်းခံပေးလိမ့်မည်ထိုအခါသူ့ကိစ္စများကဖြစ်ချင်းခတ်သွားမိလိမ့်မည်ဖြစ်သည်ရင်းအပြင်သူ့အနေဖြင့်တရံအပိတရရောက်သည့်ဟန်ဆောင်လိုက်မည်ဆိုလျင်တော့ညနေများသောဖတိချန်လင်းလိုင်းကကနန်လိမ့်မည်ဖတိချန်သည်အနောက်ခံလိုက်နေရကြောင်းခံစားမိကိမဲစဉ်ကလေးကထို့သောသူတည်နေကြောင်းသူကိုဖုံးဝတ်ထားခဲ့သည်သူအတွက်မှားတော့ခဲ့သည်မှာချွေချင်းခွန်အားကိုချော့တက်ခဲ့မခြင်းသာဖြစ်သည်တို့ဖြစ်၍ထိုတရေချင်းအချင်းနဲ့ချွေချင်းသည်ခင်းရောက်တလင်းကြောက်၏ပြန်လည်ကောင်းမှုနိုင်စွမ်းကိုတစ်ချက်တည်းယုံကြည်နေရွေးချက်ခဲ့ခြင်းဖြစ်သည်သူသည်အစိမ့်မြများကိုကြိတ်မိတောက်ခံ၍တဟုံလုံးတက်ခင်းအဆုံးပြတ်ခဲ့ပြီးထိုနည်းအဖြစ်ရန်သူ၏အသက်ကိုတစ်ချက်တည်းပြင်ဇဝင်ချိုးနှံခဲ့ခြင်းဖြစ်သည်ယခုအခါပြန်တွေ့ကြည့်လျင်သူ့ရွေးချယ်မှုမမှားခဲ့ပြီခင်းရောက်တလင်းကြောက်သည်အစိမ့်မြများကိုခုခံနိုင်ကလွန်စွာကြောက်ခမလေးပြန်လည်ကောင်းမှုနိုင်သောကိုပတ်ဆံထားပေသည်လန်ကီတခြားသူ၏အဆုပ်များထဲမှဗီဇထိုးနေတဲ့အလားခံစားချက်များနဲ့ချောင်းဆိုးခြင်းတွေသောစိတ်ခဏပေါက်လာခြင်းသည်အမဆက်စစ်ပြန်လဲကောင်းမှုနိုင်စွာအကျိုးသက်ရောက်မှုကြောင့်ဖြစ်ပေသည်ယသနာမိုးဆိုးတွေကတကယ်ကိုရိုးချင်းတဲ့လူတွေမဟုတ်ဘူးငါသာမြင်းလေးကိုနောက်ကျောင်းမတက်ခဲ့ပြီးသူ့ကိုခုခံကောက်ခဲ့ဖို့အချိန်ပေးလိုက်ကြရခတ်သားမသိကြတယ်ချွေချင်းတွေငြိမ်သက်နေပြီးရခင်တဲ့ပွဲနောက်ပွဲမှာအနှဲ့ချက်များကိုစိတ်ငုံသုံးသပ်နေသည်အချိန်တော်ကြာပြီးနောက်သူသည်တက်ပြင်းချူတို့ကတရေအချုံကိုငုံကြည့်လိုက်သည်သူ့မျက်ဝန်းများတဲ့လောဘကြောင့်တက်ပလေးလေးထပ်သွားသည်ပတိရှန်တယောက်တည်းလာခဲ့တိုင်းမြင်းလေးပစ္စည်းတစ်ခုလိုချင်လို့ပဲအဲ့ဒါကြောင့်သူကငါ့ကိုပြန်အလှချောင်းနေပြီးတော့ငါ့စိတ်ကမြင်းလေးပစ္စည်းကိုယူဖို့ပြင်နေတာချူချင်းသည်တရေအချုံကိုဖွင့်ရင်ဝိညာဉ်ကြေးများအပွဲမြင်းလေးပတ်သက်တဲ့အားလုံးကိုတွန်းချလိုက်သည်
ထို့နောက်သူသည်ထိုပစ္စည်းများသူရှိမှပင်စီထားလိုက်သည်သူသည်ပစ္စည်းများကိုဝေကြီးအသေးသေးချူလိုက်သည်ထိုပစ္စည်းများအလုံး၏ဖိနိုင်ဆန်းကိုသူတို့ရှက်လိုက်ပြီးတန်များကိုငကြည့်လိုက်သည်သူမျက်မှောက်ကျသွားပြီးမေးရရဲရောက်မြသူမျက်နှာပေါ်လာသည်အမှန်တကယ်တွင်မြင်းလေးပစ္စည်းများအလုံးသည်တာမန်သာဖြစ်သည်ထို့ဖြစ်၍ထိုတန်များကိုလည်းအခြားပစ္စည်းများနှင့်ချင်းမကမျိုးအမြင့်မသိသောအရာတွေတစ်ခုဖြစ်ယူဆနိုင်သည်ဒီတန်များလားဒါပေမဲ့ဒီတန်များကြည့်ရဘာမှထူးဆန်းနေမှရှိပါဘူးဒါကအမတန်အဖို့တန်နဲ့ပါဝင်ပစ္စည်းတစ်မျိုးမှဖြစ်နေမလားချူချင်းဒီတို့ရီယိုကပစ္စည်းအားဂူရုဆိုင်တင်လိုက်သည်နောက်တစ်ချိန်တွင်ထိုပစ္စည်းမူလစစ်မှုကိုသူချဖွေရန်အခွင့်အရေးချရှာရမည်ထို့နောက်သူသည်ဖတိချန်၏တရေအကိုထုတ်၍စစ်သေးကြည့်လိုက်သည်အထွေတွင်အဖြူအောင်စလုံးများမရှိပါတော့လေဝင်းကျင်ခြင်းများအမြောက်များရှိသည်အစိပ်ပလင်းများစွာကိုလည်းချွင်တွေ့လိုက်ရသည်သို့သောဆေးပညာကိုဘာတစ်ခုမှမသိသေးသောကြောင့်မစင်မကြဲသူမဖွင့်ရဲပဲနောက်ဆုံးအကွယ်ကြောင်းများထားနေသောပင်းကိုထုတ်၍ပတိချန်သည်မတက်ကလေး၎င်းအတင်းချက်ဖြင့်ပြင်းခက်သည်ကိုသူအပြန်အမှန်ရလိုက်သည်ဒီပစ္စည်းကဘာကြီးတော့ပတိပုံစံကြည့်ရတာတော့သူမတက်ကဒီပစ္စည်းကိုရွှေ့ပြတော့မဲ့ပုံစံပဲချွချင်းစဉ်းစားရချက်နေသည်သူဒီထိုပစ္စည်းနှင့်ပတ်သက်ရဘာမှမသိတဲ့ဖြင့်တွေ့တော့ပြီးနောက်သိမ်းထားလိုက်တော့သည်ထို့နောက်သူဒီမျိုးလုံးများမိတ်ကဆက်လက်ကြည့်နေလိုက်သည်ဤရများအတွက်ရွှေရှင်သည်ရှိစုဆောင်ခြင်းအဆင့်နဲ့ကိုရောက်ရှိလာခဲ့ပြီးနောက်ရခင်ကတော့အိတ်တော်တီကိုသတိပြုလာမိသည်နှစ်နိုင်ခဲအိတ်ဆက်လိုက်သည့်တွင်သူအင်အားပြလာသည်တို့ဖြစ်၍သူအချိန်အများစုကိုကြည်ကျင်ရတဲ့အသုံးချနေသည်ခြေတွင်သူနောက်မှလိုက်လံချောင်းမြောင်းရမီပြင်းမဲ့မဲ့မရှိတော့သည်ဖြစ်ရပို၍ပေးခြင်းနေတော့သည်သူတနေကလုံးချင်ချင်နေ၏တိုးတော်လဲအမောင်တူဝင်လာတော့အခါချွချင်းသူတို့အောင်ခံမိလိုက်ပြီးမျက်လုံးမဖွင့်ကအိမ်ပြပြလှမ်းကြည့်လိုက်သည်သူကြည့်လိုက်သည့်အခါလွှင့်ပြလာတော့ခေါင်းဆောင်လေးအတန်ကိုချလိုက်ရသည်ခလေးခြေနှင်းကိုဆင်းလာခဲ့ပါအောင်ကွထိုစကားကြောင့်ချွချင်းသည်မတရက်ကခြံဝန်းထဲတွင်ရှိနေသောခေါင်းဆောင်လေးကိုကြည့်ရတက်စီစာချောက်သွားသည်ခြံဝန်းထဲရှိစပွဲရှိကြီးပေါ်တွင်အသာပကံပြအနှဲငယ်နှင့်တေးများရှိနေသည်စုစုပေါင်းထိုင်ကုန်6လုံးတူ6စုံနှင့်ပကံ6လုံးရှိသည်ခေါင်းဆောင်လေးသည်ထိုနေရာတွင်ထိုင်နေပြီးချွချင်းကိုမြင်သောအခါလက်ကိုဝေးရန်ပြလိုက်သည်ချွချင်းသည်စပွဲချကြီးပေါ်တွင်ပြင်ဆင်ထားသည့်များကိုဝေကြည့်ခဲ့ခြင်းတို့နှင့်အထူးဆက်ပေါ်လာသည်ထို့နောက်သူသည်ခက်သက်ချောက်သွားလိုက်ပြီးခေါင်းဆောင်လေးပြင်မထိုင်လိုက်သည်ဒီရက်တဲ့စကန်ပတ်ဝန်းကျင်ကိုမကောင်းသိပြီးသွားပြီလားခေါင်းဆောင်လေးသည်ချောင်းအပြင်ဘက်ကိုလှမ်းကြည့်ပြီးတော့ချွချင်းကိုတမန်ကဆန်ကပြောလိုက်သည်တော်တော်လေးသိသွားပါပြီချွချင်းကပြန်ဖေးသည်ထို့နောက်သူကြည့်သည်စပွဲပေါ်ကြီးအစားတောက်များပေါ်ချောက်သွားသည်သူတနေကင်းလုံးကြက်နေကြရသည့်အတွက်ကြောင့်ပေလို့သူမအစားတောက်များ၏တင်းပြတ်မွေးကြရင်တော့ရနှံကဆဲဆောင်နေသည့်အတွက်ကြောင့်ပေလို့သူ့ပါထမတကူကြီးမိသမန်ပြန်လွန်ပြန်လာရဘေးရထိုင်နေတဲ့ကောင်းဆုံးလေးတရားတဟားရီမောလိုက်သည်နေပါအောင်ကွာသူတို့ကိုစောင့်မအောင်မူကျိုးအဖက်ဝင်ကိုကျွန်တော်တို့စောင့်နေတာလားထို့ကြောင့်ကိုသူအစောပိုင်းကလေးခံမနေခဲ့ပြီးအလင်းသိရင်မိလိုက်ခြင်းဖြစ်သည်အဖိုးသည်ခေါင်းကြီးပြောမိပြစဉ်တစုံတစ်ခုကိုအောင်ခံမိသွားရင်ဖြင့်ခြုံအပြင်ကိုလှမ်းကြည့်လိုက်သည်တချိန်တည်းမှာပဲချွေချင်းတီလည်းထပ်တူခံစားလိုက်ပြီးကြည့်လိုက်သည်ချွေရင်ပြင်ပက်ကြီးလောင်းအောင်ဖြစ်တော့ကြားနေသောလမ်းသွယ်လေးများထက်တွင်လူတော်ကြီးတစ်ယောက်ပေါ်လာသည်ထိုလူတော်ကြီးတောက်တွင်ခိုင်မာသောအသွင်ပြင်ကကျွမ်းကြီးထပ်ပြင်သာလွန်သည်သူ့တစ်ခုလုံးချွန်းကြည့်လျင်တောင်ပူလေးတစ်လုံးအလားထင်မရပြီးသူ့ခဏကိုချက်သားများသည့်လေလုံးစားဖုတ်တိကြွရနေသည်ဖြစ်တခါကြီးမရောက်မဲစီလွယ်မသွားနိုင်စေမီအမွှေးတစ်ခုထပ်ပေါ်နေသည်သူသည်ကြောရင်တမလေးဒန်းကကြီးကိုလွှဲထားပြီးလက်ထဲတွင်ချွေတက်ပင်ပို၍ခြေသောတန်တယ်မုတ်ကြီးတလက်ကိုစက္ကန့်ထားကခြေလမ်းချက်ကြီးများဖြင့်လမ်းလျှောက်လာလေသည်